à là cái chụp mà gì à cái gì đấy tên này tôi này tôi em sắp phụ lâu để đuổi đi tên nhiều tiêu cũng là thằng nông này đi anh là tao tôi chấp rồi chui à đi tôi là bà chui đấy rồi đi này tiệt tí đâu mấy phần nhà là cái đâu mấy phần nhà khó xử đâuဒါပေမဲ့တခါတော့စက်သားကြော်လေးတော့ပါတယ်စက်သားကြော်လေးပဲချမောင်ရဲ့ဟင်းကျူလေးနော်ချမောင်ရဲ့ဟင်းကျူလေးတော့ပြောတယ်သူကနားလေးတွေစကြတာဘီယူတောက်ကြနေဆိုနာသူကတဲ့ဟိုစားပေါ့နင်ကောင်းပေါ့နော်နင်ကောင်းတဲ့အစနီစတာပဲတောက်ကြတော့ဘယ်လိုပြောညီတို့တွေငါကြတာပဲတောက်ကြနေကြနားမှာညီတို့တွေဘာစားမှလဲငန်းပြကြီးကျင့်ငါလုပ်ခဲ့မယ်စိတ်ကြကြီးကျင်တာပေါ့နော်ဒီစက်သားတော့စက်သားတော့ဘာလို့စက်သားကြော်ချမောင်ရဲ့ဟင်းကတပတ်တစ်ခါတော့ချက်ကျွေးရနော်တည့်တီးတော့ခေါက်ဆွဲတော့လက်ဖက်တော့အထုပ်တွေကျန်းကျင်ဒီကျန်းကျင်ဒီတော့နော်တော်အားရှိမယ်အဲ့ဒါကျွန်မ Facebook မှာတင်ထားသေးတယ်နိုင်ငံခြားလူတွေရောင်းတာကိုကျွန်တော်တင်ထားပြတာကြက်ဥတစ်လုံးကိုပဲသူတို့ရောင်းတာနော်ကြက်ဥတွေကိုပြုတ်ထားတဲ့ချင်းနှောင်းလေးနဲ့အပြည့်ကြက်ဥလေးကိုနှွားပေးလိုက်တယ်ငြိုကောင်းမုံလေးထည့်ပေးလိုက်တယ်ပြီးရောဘယ်လောက်ယူလဲမသိဘူးကလားရောင်းနေရတယ်နောက်ကလမရောင်းနေရတယ်ဒဲအိုလေးမှာစီလေးနည်းနည်းထည့်ကြက်ဥတလေးတုံးခွက်တဲ့ထည့်ကျက်သွန်လေးနည်းနည်းထည့်ဟိုပါလေစမုံစမားလေးထည့်စနင်းမုံလေးနည်းနည်းထည့်ငြုပ်တီးမုံလေးထည့်အကျက်သွန်မိတ်လေးထည့်ခရခရကောက်ရခုနကစီချက်ထားတဲ့ဒဲအိုလေးတွေမှာအဲ့ဒီဥစားလေးထည့်လိုက်ပြီးမှပေါက်မုတ်လေးတစ်လုံးယူရထက်ချမ်းချမ်းပြီးအဲ့ဒီကျက်ဥလေးပေါ်မှာဖိပြီးတော့ပေါင်မုတ်လေးကိုกินကျက်ဥလေးနဲ့လက်ကပ်လေးပဲဟောရောင်းလိုက်ပြန်လွယ်လိုက်တာသူဝယ်ရမှာပေါင်မုတ်ဝယ်ရမယ်ကျက်ဥဝယ်ရမယ်ဒါပဲသူရောင်းနေလွယ်လိုက်တာကျမတို့ဗမာပြည်မှာတော့တခုရောင်းဖို့ခောက်ဆွဲလဲဝယ်ရမယ်ကြာစံလဲဝယ်ရမယ်တူဘူးလဲဝယ်ရမယ်ကျက်သွန်လဲဝယ်ရမယ်ပဲပြားလဲဝယ်ရမယ်ခောက်ဆွဲတော့မှအလုတ်ကိုစုံလို့ရှုပ်ခတ်နေရပဲဒီများနိုင်ငံမှာရောင်းတာဘဲဥကိုပြုတ်ရောင်းလိုက်တယ်ကျက်ဥကိုပြုတ်ရောင်းလိုက်တယ်နော်ကျက်ဥလေးကိုကြော်လိုက်တယ်ပေါင်မုတ်လေးနှစ်ခုထချမ်းပြီးထည့်ပေးလိုက်တယ်ရောင်းလိုက်တယ်ပြီးရောအတီးရဆိုတဲ့အဲ့တိုင်းပဲနနတ်တီးဆိုနနတ်တီးပဲစီးထားတယ်ဖျဲတီးဆိုဖျဲတီးပဲစီးကျမတို့ဗမာပြည်မှာလေအဲ့လိုချားနာတာတွေတည်ရအောင်ပေါ့နော်ဈေးရောင်းကြည့်နေဆိုလွယ်ကူတယ်ပေါင်မုတ်ဆိုင်ကနေပေါင်မုတ်လေးတွေဝယ်ထားကျက်ဥလေးတွေဝယ်ထားကျက်ဥလေးတစ်ချင်းကိုပဲစပွဲလေးပေါ်မှာတင်လိုက်ပေါင်မုတ်လေးတွေကြာဗီဒီယိုလေးတစ်လုံးကကိုရောင်းနိုင်တဲ့အရွယ်ဗီဒီယိုလေးတစ်လုံးတင်တာဗီဒီယိုလေးတွေမှာပေါင်မုတ်လေးတွေကိုပြရင်ကောင်းနေပါလိမ့်မနားရအောင်ကျက်ဥကတော့ချင်းအောင်လေးတွေမှာပဲထားအဲ့လိုပဲရောင်းကြလို့ရှိရင်ကိုယ့်ရဲ့ဝင်ငွေရနော်ကျက်ဥတစ်လုံးကို1000ဆိုလို့ရှိရင်ပေါင်မုတ်က900ဆိုရင်1500နော်1500ပေါ့နော်ဆိုလို့ရှိရင်2ယောက်လောက်စားရတယ်ပေါ့နော်မနေ့စာလေးဒါမဲ့ပဲခုကျမကြည့်ရတော့ဒီကျက်ဥတစ်လုံးဝယ်စားတယ်နောက်2လုံးဝယ်စားတယ်3လုံးဝယ်စားဘယ်လောက်လဲတော့မသိဘူးလေကလားတွေကဒီသူတို့ရောင်းတာဒီစိုင်လဲမလို့မီးလဲမလို့ဘာလဲမလို့ချင်းအောင်လေးတွေပဲအလုပ်ဖြစ်သွားကြတယ်နော်ဒီနေ့ကျမတို့မကန်းကောပါနေလာပြီးနေရကျမဖျားပန်းလဲမယ်နော်